ကြည့်လိုက်ရင်မြန်မြန်ဖုန်းတစ်လုံးနဲ့တွားစာတတ်ကြည့်ဟဲ့ငါငါစာတတ်ကြည့်လို့ပြောနေလေဟဲ့မိစုနင်းငါစာတတ်ကြည့်လို့ပြောနေလေဟဲ့မိစုနင်းငါစာတတ်ကြည့်လို့ပြောနေလေဘာလဲနင်းကမခက်လေးစားလုပ်နေဟမ်ဟာလင်းလေးကလည်းလင်းလေးစာကြည့်ဆိုလို့တမီသွားကြည့်ပြီးပြီလေလင်းလေးကစာရီကနောက်ခုတော့မှစုညံနေရပဲ ဒီနေ့စာရီရိုင်းနောက်ကူတော့မှစူညံနေရပဲ စကွဲကြီးလည်းအပြည့်ပြည့်ထားပြီးပြီအားလေးကြည့်လိုက်အောင်တကယ်ပဲလူကိုပြောမယ်ဆိုတာကြီးပဲဟမ်